ကဲတော့ဒီဘက်မှာတော့နော်ကျွန်တော် AI ဘက်ကတော့ Angela ဝင်တွဲလုံးထွက်လာပြီးတော့ဒီဘက်မှာတော့ Rido အနေနဲ့ကတော့ကျွန်တော်တို့အားလုံးတွေနော်ကျွန်တော်တို့ Harabuza တွေ Granger တွေတော့ပစ်ထားတယ်ညီတို့ okay ပါကျွန်တော်ဒီမှာပွဲကြည့်မယ်ဆိုရင်တော့ Yorio Assassin တွေပါပေးထားတဲ့အနေအထားတစ်ခုလေးလေသဘောတော့ကျတယ်ညီတို့နော် Rido ဘက်ကနေတော့ offlane hero အားလုံးဖြစ်သွားမလားတကယ်လို့အားလုံး Roma ပဲပေးမလားတော့မသိဘူးเนาะဒီဘက်မှာရှောင်းရင် Harabuza အော်ကာဂျာကြီးပါလာပြီဒါ drop back ကဝုံထိန်းဖို့တော့ဒါတော့ Angela ဝုံကောင်းတာလို့အကောင်းဆုံး hero ပဲเนาะလက်မဲကြီးကလှုပ်တယ် drop တွေကเนาะအေးဟုတ်တယ်နော်အေးဟုတ်တယ်လက်မဲ drop တွေကလှုပ်တယ်เนาะကဲဒီမေးရတယ်ဗျာဟုတ်တယ် plan Rido မှာလက်မဲရှိတယ်ဟုတ်တယ် plan မှန်တယ်နော် Angela 1ဖြစ် Angela Lancelot ပဲဖြစ်เนาะဒီကောင်လေး2မှာဆိုတော့ထက်ချလို့ကောင်းတဲ့ကောင် CC တကောင်တော့ရှိတယ်ဒါပေမဲ့ဟိုဘက် hero ရတော့လက်ပူလေးကတော့ပို့ပြီးတင့်တော်တယ်ဆိုတော့လက်ပူလေးပဲယူမလားမန်စီလက်ပူလားဒါကြီးကောင်းတယ်လို့ပဲเนาะလက်ပူလေးကတော့တော်တော်ကြီးဖြစ်တင်တယ်ဒီပွဲကဟုတ်တယ်နော်လက်မေး drug က plan အော်ရထွတ်သလားတဲ့ဒါကောင်းအောင်ကြိုက်လားဖြစ်လာဆိုရင်တော့ဟိုလိုပြီးတော့သိရမလားဂျန်ဂလာတွေဘာတွေကိုရင်း pressure ပေးလို့ရမှာမဟုတ်ဟာရာဘူဇာကြီးဖြစ်နေတာဆိုတော့ဒီကိန်းက aggressive ဆန်ဆန်ကြီး line မချအောင်ပေါ့နော် PS line နဲ့တော့လိုမျိုးယူရီယာလည်းဒါခုမှအစ်စ်ဝင်လာတာမကြသေးဘူးဆိုတော့သူတို့အနေနဲ့အသားကြောက်အောင်လို့ save play ပုံစံမျိုးလေးပဲသွားထားတယ်အဲကြောင့်မလို့ကေးကအရမ်းမပေါ်တာတာနေပေမဲ့နော်73မိနစ်နောက်8000ကများတယ်အမကွန်စီဖြောင်းမန်စီပန်နတီဆုံးကင်ထားတော့မယ်သူ့အနေနဲ့ဘယ်လိုမျိုးပေးမလဲဆိုတာအခြေအနေလေးတော့ကြည်ထားနေတယ်မတော့မန်စီအောင်လန်းတော့ပြန်သွားနေတယ်အလဲနောက်မှလော်လေးတော့တစ်ဖက်မှာကာဖူတောက်လျှောက်လေးပြစ်ခွဲပြီးတော့ထိန်းထားတယ်အောင်လန်းမေကတန်းပေးလိုက်မတော့လန်စီလော့ယူရီနေနဲ့ဆင်းတောက်လျှောက်တွေတော့ dash ပြ execution ထိုးလိုက်မှာအားလုံး finals လက်ရိုက်ချလိုက်နေမတော့ဆမ်မြူရယ်ပြန်တော့ဗထိုင်းနေမတော့ပေါ်လန်းမေဂါတလဲတော့ထက်ယူဖို့တော့ကြိုးစားနေသေးတယ်ပေါ့နော်ပွဲလေးတော့နည်းနည်းတော့ဟလာပြီဗျဂျားထဲမှာအမလဲကရီတာဘရီယိုဒီအိုရှင်းကာဂျာဒဗိုင်းဂျက်စမမဆွဲသေးဘူး3လမ်းယူမှာ3လမ်းပေးအောင်လို့များတယ် red dan ခေါ်ထားတယ် super light AC ပဲနောက်မှလည်းကျွန်တော်တို့တွေ space damage လေးတော့နည်းနည်း spam နေပေမဲ့ mega 3လမ်းတော့ power wine နဲ့တော့ immortal ပါလာပြီးတော့မရှောင်းရင်လန်စလော့ရဲ့ damage ကြားမှာတော့သွေးကန်နဲ့တော့သွေးပြန်ဖိထားနေတော့ super light အနေနဲ့တော့ Vinus မှာဆွဲဖို့တော့ရှာနေတော့မယ် all of finance နဲ့ဝင်သွားတယ်တော့ Samu ရဲ့ baby တိုင်းနဲ့တော့ lance လော့ execution Yori ထိုးပြီးတော့တစ်ဖက်မှာလည်း Consi ပြန်ဖြောက်ထားနေတော့ Divine Jasmine ဆွဲမလား you know stand 2 man တော့ penalty zone 2 man ပြန်ထိန်းပေးထားတယ်တော့ Angela Hacker ဝင်ပူးပေးထားတယ် super bad အင်းပြောက်သွားပြီနောက်မှလည်း Harabuza ဝေးလေးတော့ပြေးထွက်ဖို့တော့ကြိုးစားမယ်1 လိုက်ပစ်ထားသေးတယ်နောက်မှ black တကောင် immortal နောက်မှရှောင်းရဲ့ဒီဘက်ကိုပြန်လာခဲ့မယ် Elita ပစ်ချက်နဲ့ double game ထပ်ပေးထားတယ်တော့စင်းထပ်ပြထားသေးတယ်3កောင်နဲ့အကောင်းဆုံး defend ဖို့တော့ကြိုးစားမယ်နောက်မှ Kafu မသေးဝP7 ပြန်တော့2ကန်တိုင်းမှာအလီတာ Rose Gold Fan နဲ့ Chris Deathrow မပြေးရိုက်ချိုးသွားခဲ့တဲ့အခိုက်အတန့်မှာတော့ game number 1 AI Esport စနေပြီးတော့နိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ကြီးပါ